မိုးပေါ်ကျဲကလေးအပိုင်းနှစ်ရွှေရောက်အလင်းတန်းလေးတွေဖြောတော်ထပ်ပေါ်နေတဲ့ဝါရွက်6တွေကြားမှာဖိုးသားနဲ့တဲတဲတော့မြင်လိုက်ရတာကကြောက်တုံးလေးတစ်ခုဒါမှမဟုတ်တာမန်ကျဲတပွင့်မဟုတ်ခဲ့ပါဘူးအဲ့ဒီအရာလေးကဖိုးသားရဲ့လက်ဖွားစားလောက်တာအရွယ်စားရှိပြီးဖန်သားလိုကြည်လင်တောက်ပနေတဲ့ကျဲလူသားလေးတစ်ယောက်ဖြစ်နေပါတယ်သူ့ရဲ့ကိုလုံးလေးစီကနေနှွေးထွေးတဲ့ရွှေရောင်အလင်းတန်းတွေဖြာထွက်နေပြီးကြောဘက်မှာတော့လေးပြတောင်ပန်လိုအလင်းတန်းတွေနဲ့ရက်လုံဖားတဲ့အတောင်ပန်လေးတစ်စုံရှိနေတယ်။ဒါပေမဲ့အတောင်ပန်တစ်ခန်းကနည်းနည်းပျက်စီးနေပြီးအလင်းရောင်ကလည်းတဖြည်းဖြည်းမိန်ကျလာနေတယ်။ကိုသူကအသက်ရှင်နေတယ်။တဲတဲကအန်အော်ရဂျီနဲ့တိုးတိုးလေးပြိုရင်ကျဲလူထားလေးကိုလှမ်းကင်မှုလက်လေးဆန့်ထုတ်လိုက်တယ်။ဖိုးသားကညီမလေးရဲ့လက်ကိုအမြန်ဖမ်းဆွဲထားလိုက်ပြီးနေဦးတဲ့အန်ဒီရရှိမလားမသိဘူးလို့တတိပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲကျဲလူသားလေးကပိတ်ထားတဲ့မျက်လုံးလေးတွေကိုဖြည်းဖြည်းချင်းဖွင့်လာတယ်။သူ့မျက်လုံးလေးတွေကညကောင်းကင်ရံကကျဲတွေလိုပဲဆူရှတောက်ပနေတယ်။သူကဖိုးသားနဲ့တဲတဲတို့ကိုမောက်ကြည့်ပြီးလူတွေရဲ့စကားတန်လိုမျိုးကြည်လီနဲ့အတန်ဆူးဆူးလေးနဲ့စကားဆပြောလာတယ်။ငါ့ကိုမကြောက်ပါနဲ့ငါ့ကိုကူညီကြပါငါကအာကာသကျဲဆောင်နှစ်သားပါငါစီမှာပါလာတဲ့အလင်းစွမ်းအိမ်တုံးကိုလိုချင်လို့မကောင်းဆိုးဝအရေးမဲတွေကငါ့ကိုလိုက်ဖမ်းနေကြတာငါအတောင်ပန်ဒဏ်ရာရသွားတော့ဒီကဘာမြေပေါ်ကိုပြုတ်ကျလာခဲ့တာပဲကျဲလူသားလေးစကားတော်မဆုံးသေးဘူးရုတ်တရက်ဆိုသလိုလေပြင်းတွေအုံကနေတိုက်ခတ်လာတယ်ငိမ်သက်နေတဲ့ဝါယုံတော်ကြီးတစ်ခုလုံးကြောက်စရာကောင်းတော့အောင်လှုံရမ်းသွားပြီးတရွက်ချုပ်တွေလေထဲမှာဝဲပြန်ကုန်တယ်ဖိုးသားမောက်ကြည့်လိုက်တော့လာဖီညာရဲ့လက်ရောင်ကိုရုတ်တရက်ဖုံးကွယ်သွားစေတဲ့အေယာမအရိပ်မဲကြီးတစ်ခုကောင်းကင်ထက်မှာပေါ်လာတာကိုထိတ်လန့်ဖွယ်ရာမြင်လိုက်ရတယ်။လင်းတို့တောင်ပန်လိုတောင်ပန်အမဲကြီးတွေပါတဲ့ထိုးအရိပ်မဲကြီးဟာဝါးယုံတော်ကြီးကိုတန်တန်မတ်မတ်ထိုးဆင်းလာပြီးတစ်ပင်တွေကြားထဲမှာကျဲတို့သားလေးရဲ့အလင်းရောင်ကိုလိုက်လံရှာဖွေနေတော့တယ်။ဟာမင်းဘယ်နောက်ပုံနေလဲငါသိတယ်ကျဲဆောင်နဲ့အကွဲပြီးကြောက်မဲ့ဖွယ်ကောင်းတဲ့အတန်ကြီးကဝါးရောင်တော်တစ်ခုလုံးပဲတင်ထပ်သွားပါတယ်။ဖိုးသားကဘာမှထပ်မစင်းစားနေတော့ဘူးသူ့ရဲ့အင်ကြီးအေးကတ်သေးကိုကျဲလူသားလေးကိုအမြန်ကောက်ထည့်လိုက်တယ်။ပြီးတာနဲ့ညီမလေးတဲတဲကိုရင်ခွင်းနဲ့ဆွဲသွင်းပြီးဝါးရောင်ချုံအောက်ကမြောင်းကြောက်ကြီးတဲကိုလှိမ့်ချရင်အသက်အောင်ကပုံနေလိုက်ပါတော့တယ်။အရိပ်မဲကြီးရဲ့ခြေတံတွေကသူတို့ပုံနေတဲ့နေရာစီကိုတဖြည်းဖြည်းနီးကပ်လာနေပါပြီ။